မြင်တီလာညာဘက်မှာခွေးတွေကလေတဲ့ကိုကြည့်ပြီးစူးစူးဝါးဝါဦးနေပြီဆိုရင်အဲ့ဒါသူတို့တစုံတစ်ခုကိုမြင်နေရလို့ပဲဘဟုတုတအနေနဲ့ပြောပြမယ်ခွေးဦးတန်မှာအမျိုးအစားရှိတယ်တကယ်လို့ခွေးကအောက်ကိုငုံပြီးဦးနေရင်အဲ့ဒါမြေအောက်ကဝိညာဉ်တွေကိုမြင်လို့တကယ်လို့ခေါင်းကိုအပေါ်မော့ပြီးဦးနေရင်တော့မင်းရဲ့ခေါင်းပေါ်မှာတွဲလောင်ခိုနေတဲ့အရာတစ်ခုခုကိုမြင်နေရလို့ပဲအဲ့ဒီအချိန်မျိုးမှာသူတို့ကြည့်တဲ့ဘက်ကိုလိုက်မကြည့်မိပါစေနဲ့တတိပေးချင်တာကခွေးဦးတန်ကြားလို့ဆိုပြီးအပြင်ကိုထွက်မောင်းတာမျိုးလုံးဝမလုပ်ပါနဲ့ခွေးတွေဟာသူတို့ထက်အင်အားကြီးတဲ့အရာတစ်ခုခုကိုမြင်တဲ့အခါကြောက်လို့ဦးတတ်ကြတာမင်းအပြင်ထွက်သွားတဲ့အချိန်မှာအဲ့ဒီအရာကခွေးကိုထားခဲ့ပြီးမင်းရဲ့အနောက်ကိုတကောက်ကောက်လိုက်လာတတ်တယ်အဆိုးဆုံးကတော့ခွေးဦးတန်ကမင်းရဲ့အိမ်တကားဝါတက်တဲမှာလာရက်ပြီးဦးနေတာမျိုးပဲအဲ့ဒါဟာမမြင်ရတဲ့ဧည့်သည်တယောက်ကမင်းအိမ်ထဲကိုဝင်ဖို့ကြိုးစားနေတာဒါမှမဟုတ်တဆုံတယောက်ကိုလာခေါ်တာဖြစ်နိုင်တယ်ညာတန်ကောင်းမှာခွေးဦးတန်ယူတရရသွားမီအိမ်ထဲမှာတစ်စစ်သွားရင်ပို့တတိထားပါသူအိမ်ထဲကိုရောက်လာပြီအခုမင်းရဲ့အိမ်နာမှာခွေးတွေဦးနေတန်ကြားရလားတကယ်လို့ကြားနေရင်ကောင်းအောင်နဲ့နာကိုပိတ်ထားလိုက်ပါသူတို့ကဘယ်သူကိုမြင်လို့ဦးနေတာလဲဆိုတာမင်းသိသွားရင်အဲ့ဒီညာဟာမင်းအတွေ့နောက်ဆုံးညာဖြစ်သွားနိုင်လို့ပဲဒီညာတော့မီးဖွင့်ဒီအိပ်ပါခွေးတွေငိမ့်သွားတဲ့အထိစောင့်ပါမဟုတ်ရင်ခွေးဦးတန်းအစုံမှာမင်းရဲ့ကိုတင်းအောက်ကလက်တဆုံထွက်လာတာကိုခံစားရလိမ့်မယ်